ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် anime game ဆော့ပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါတဲ့လူရောနာရိုဘာမို့ဒါပြီးနောက်ကြတော့ဒီကြကြီးတယ်မယ်ကျွန်တော်လေးတက်လာအဲ့ဒီလေးဟိုခါရွှေလုံးဝမကင်တော့တော့မရောမြေပေါ်လုံးဝတော့လာပါဦးဝင်ဆော့မယ်ပြန်လို့အာဟိုကဘာလို့ဝါလာတော့ညအဲ့လိုမျိုးဆော့မဘောယောမပူရာနိုင်သွားခဲ့ပြီကျွန်တော်နောက်ဆုံးမှတော့ကျွန်တော်နိုင်သွားခဲ့ငါဆုံးမကလာဘူးကျွန်တော်တို့ဆက်ဆော့ပါမယ်နိုင်သွားလို့အိုးငါနဲ့တူကိုဒီတော့ကျွန်တော်ဆော့ပါမယ်ကျွန်တော်ကွက်ကအဲ့လိုမျိုးဟေးကျွန်တော်ခါရှိနေတာချိန်ကန်ကောင်းမလားမကန်ဒီဖောင်လုံးနောက်ဆုံးအောင်ထည့်မယ်နောက်ဆုံးအောင်ထည့်ဟုတ်ကyes နောက်ကြတော့ဒီဓာတ်ကြီးဖောင်ထည့်မယ် easy ဆုံးလာတေးမယ်သာမလိုက်တော့ရာစိတ်ရှူရာစိတ်ရှူကရာစိတ်ရှူက
နိုင်သွားပြီကျွန်တော်ပတ်သက်မလောက်ရှိလေရှိလို့စင်အကောင်နောက်တော့ကောက်ထွက်ရောရင်ခါတော့ဘာဖြစ်တာလဲမသိဘူးလားဘာဖြစ်ဒါလည်းမသိဘူးတက်လာဘူးအဲ့လိုမျိုးပြောင်းရေးပြစ်သွားရလားthe last battle of course anime single player survival apa kan namanya no beya wen komle mau gua marah ya cayu me langsung vòng Paramagon မဟုတ်ဒုတိယကောင်မသုံးဝင်တယ်ပထမကောင်ကြီးအဲ့ဒီနှစ်ကောင်စလုံးပြုတ်ပြသွားတာကျွန်တော်တို့လည်းလုံးဝကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်နေကြမှာပေါ့အားလုံး